အနန္တ၅ပါးကိုရှ िख ိုးပါ၏ဖျားအနန္တ၅ပါးရှ िख ိုးပြီးတဲ့နောက်သရတရားပြည့်ပြည့်ဝဝနဲ့လှူကြတဲ့ရန်ကုန်မြို့ရှိတတိတကာတော်မတွေအားဒါနနဲ့ပတ်သက်ပြီးတော့နတ်ပြည်တက်သွားတဲ့ဇလန်းလေးတစ်ထုပ်ကိုပဲဘုန်းကြီးခတ်တုတ်တုတ်ဟောပြခဲ့ရမှာဖြစ်ပါတယ်ခတ်တုတ်တုတ်ခတ်တူတူလေးပေါ့ဒါတရားနာပိဋကကူဒါအခြေအနေကြည့်ပြီးအလိုက်သိပြီးဟောတဲ့တရားလို့ဘုန်းကြီးပေါ်မှာဒီတိုင်းစိတ်ထားပြီးတော့သိခံခွင့်လို့နိုင်ကြပါလိမ့်မယ်အလိုက်သိပြီးဆိုတာကတရားနာပိဋကကိုပရိသင်ယူအဖြစ်ဓမ္မဂတိကများဆိုတာကြည့်ရပါတယ်တရားနာပိဋကအမတန်ပင်မလှပါပြီဟောစောကြီးတဲ့ကထိုင်နေရတယ်ဒူးတွေလည်းကိုယ်နေပါပြီဒါကြောင့်ဟုတ်လို့ကျုပ်ကတော့ငယ်ငယ်ကလေးတွေကအလိုက်သိကြတယ်ဘုန်းကြီးဘယ်လိုအလိုက်သိသလဲတရားနာပိဋကကိုတာရှင်းနာနိုင်အောင်နာရင်မပြင်းအောင်ဟောခဲ့တဲ့ဘုန်းကြီးဖြစ်ပါတယ်ဟောဘုန်းကြီးတို့ရှင်းတော့ကဆရာတော်ကြီးတစ်ပါးစီရက်တောင်ကြီးပိတ်လို့အလိုက်မသိဟောမိတော့အပေးစားခံရတက္ကမတယောက်ကလည်းရှေ့ဆုံးကကလေးပွေပြီးတော့ထိုင်းနေရတောင်ကြီးပိတ်ပြီးဘုဇတိတိဘုရောသတ္တမေတတ္တိဝလောကသာသတိနုသာသတိသတ္တဟူ၍ဟောတော်မူသည်ဆိုတော့သူကမူသည်နဲ့နောက်ကလူတွဲလောက်ကလစ်ကုန်တက္ကမကနောက်လှည့်ကြည့်ဟောတော်အဖော်တွေတောင်ပြန်ကုန်ဘုန်းကြီးနဲ့တော့ရတောင်ကြီးပိတ်ပြီးအလိုက်မသိဇွတ်ဟောနေဒုက္ခပဲပေချင်းစိုးလေးရလဲတော့အိတ်လိုက်တာခြေတော့ကလည်းကျင်လိုက်တာဆေးလေးတို့ညှက်လို့မရတတွေးဆွလို့မရနောက်တက္ကမထူးဆိုပြီးညံကူပြီးအိတ်နေတဲ့ကလေးဗိုက်ကြောဆွဲစိတ်ကလေးကကော့ထိုးပြီးဆိုကော့ထိုးငူတာပေါ့ကလေးငိုတော့မှဘုန်းကြီးလည်းကြားတရားလည်းသိရောဆိုပြီးတော့ဟဲ့သေချင်းစိုးလေးငိုးမနေနဲ့နင့်အဖေကအခုထိဘီးတမမချသေးဘူးအပေးစားခံရတာပြောပါတယ်အလိုက်မသိလို့ဟောရှေ့တုန်းကဘုန်းကြီးကြတော့နာမည်လေးတစ်လုံးတောင်လက်ဖက်ထုံးမလို့ရဘဲနဲ့ကင်မွန်းတက်ခံရကင်မွန်းတက်ခံရဆိုအလှမှာတရားနာပြေးတာအဲ့ဒီဘုန်းကြီးတရားဝဲပြီးတော့သူတို့ကသာကူရိုလည်းတိုက်ချင်ဆိုင်ကလည်းတီးချင်ဆိုင်ကလည်းဒီပွဲမှာတစ်တာခွင့်ကိုတီးတယ်တော့တရားနာပြေးတာကြီးဘုန်းကြီးကတရားကရှင်းနေရောအလူတကာလျှောက်ထားတယ်ရှင်မရတဲ့တူတူဟောဗျာအရှင်မရတရားပွဲပြီးရင်တပည့်တော်တို့သာကူတိုက်အောင်ပါဗျာလျှောက်ထားပါလျက်ကနဲ့ဘုန်းကြီးတရားကမပြီးနိုင်ဘူးဆိုင်သမားကလည်းတီးချင်းလှပြီတီးချင်းလှဘုန်းကြီးကမပြီးသာကူရိုးတွေကလည်းနေဘူးကြီးတဲ့ဗန်းနေနဲ့အုပ်ထားတဲ့ဒယ်ကြီးတွေနဲ့နောက်နှဲသမားကအချက်ပေးတဲ့နောက်ကတော်မရဘူးဘုန်းကြီးကဇွတ်ဟောလို့တရားနာပြိဿသိမ့်လဲသိမ့်ရောပိဋကကြီးခမညာပြီးခံပြီးတော့စောင့်ဆိုင်တော်မူကြပါကျွန်တော်တို့တရားပွဲအပြီးမှာသာကူတိုက်ဖို့အစီအစဉ်ရှိပါသခမညာပိဋကသာကူတိုက်မယ်ဆိုတော့လေဟညာပညာပြန်ထိုင်ညသာကူတိုက်မလို့ဒဲအိုးဖွင့်ကြည့်လိုက်တော့သာကူယိုတွေကနေဘူးတဲ့ပိတ်ထားတော့အကုန်သိုးကိုလူတွေလည်းပဲမပြောရဲဘူးနောက်ကြတယောက်နဲ့တယောက်ပေါ့လေတူတူစားကြင်တောက်ရှင်လို့ပြန်ထိုင်တဲ့လူတွေအကုန်ကိုယ်ကာယဖြစ်ကိုအဲ့နဲ့တော့တိုင်းမှာဆိုကြာလာကြီးလားအကျက်သေးလို့နဲ့တူပါရဲ့ဘယ်မှာကြည့်ရမလို့သိုးကုန်လာပြန်လို့လာပြန်လို့သိုးကုန်မတဲ့ဟာပြောကောင်းမလဲအဲ့ဒီဘုန်းကြီးအဲ့ဒီချိန်ကစပြီးတော့နာမည်ရသွားတာသာကူသိုးဘုန်းကြီးနဲ့အလိုက်မသိရင်ဟမ်မကြဘူးနော်ဗျိဒါကြောင့်အလိုက်သိရပါတယ်ကျွတ်တို့ကတော့အလိုက်ပြီးတဲ့ဟိုဘက်လွန်ပြီးခြုံထွက်နေတဲ့ဘုန်းကြီးပါပြိဿကျုံငယ်ငယ်လေးတွေကအလိုက်ပြီးကိုရင်တုံးကကျန်ဒီကမြောက်ကျောင်းကိုရင်နှစ်ပါးစာပြိုင်းအောင်တောင်းနဲ့ဖို့ကိုရင်ကလည်းထိုင်မတန်ကောင်းစာပြိုင်းအောင်တော့ကျုပ်တရားနာပြိဿရှုံးနိုင်ရဲ့ကိစ္စမရှိရှုံးတော့စိတ်ညစ်တော့အစောကြီးအိတ်တာပေါ့
နိုင်တဲ့ရကြတော့ကျုပ်ဒုက္ခများပြီဒုက္ခများရောဘောတရားနာပြေးတာနိုင်တဲ့ရကြတော့အိမ်မှာအိတ်တော့ပဲဝမ်းသာလွန်းလို့နိုင်တာနဲ့ညညင်းတဲ့သကောင်တပါးလေးသူများတွေအိတ်ကုန်ပြီကျုပ်ကရေအိုးတဲ့ခေါင်းစွပ်အိုးကြံကြောင်းမဲနဲ့ရေအိုးဖင်ချစ်ဓာတ်ပြားဖွင့်အိုးကြံကြောင်းမဲကရေအိုးဖင်ကဓာတ်ပြားအတန်ကပါးစပ်ကထွက်အာကောက်ဖွင့်လို့ဆိုကျုပ်ဗရကုသလကောက်ဖွင့်အကြံခဲလေသနောကောက်ပုံလိုက်နောက်ကနေဒဗလာကြီးနဲ့နှက်တာဖုံးဆုံးလှဲ့ကြည့်ဖုံးကြီးဗျာကမြင်းမလားသူများတွေအိတ်နင်းဘာကြခက်တောင်ရှိမရှိမှာအေးဒီမှာအိတ်ပါပြီဗျာအိတ်ပါပြီဖရသာဆိုတာရေအိုးကစွတ်တုံးကရှောရှောရှူရှူဗျာအရေးကြီးတော့ချွတ်မရမဟုတ်ဘူးအရေးကြီးရင်ဖြစ်တတ်တဲ့ဒကမတွေလည်းမှတ်ထားကျွတ်တော့ပဲမိမတယောက်ဟဲ့ပွဲသွားရအောင်ဆိုအဖော်ဒီခေါ်လို့ထမင်ဝစ်ပြီးထွက်သွားတာအထက်ဆင်အောက်ကရောက်တာပြင်မဲ့ကြမှသိခရမ်းမရမ်းကြလွယ်တတ်ဖြစ်တတ်တယ်ကိုယ့်ယူကာယကဲချွတ်မရတော့ဟာအိသေးဘူးလားစိတ်ပေါက်ပေါက်ရှိတာနဲ့လေပင်ရမ်းပြီးတော့ရေအိုးကျန်းနဲ့ရိုက်ခွဲတယ်တိုင်းအလုံးကြီးကခွဲတယ်ကရုတ်ကလေပင်ကြံနေကျန်းကျန်းဖောင်းဖောင်းဖြစ်ပါတယ်ဆိုမှနောက်အဲ့ရတဲ့ကြမှာပေးတွေချွေရနရွက်တွေများပွန်းလို့ငငယ်တုန်းကဝါဒနာကြီးလွန်းလို့ကိုရင်နဲ့မတော့ကျုပ်ရေတံထမ်းရဆုံးပေါ့ရေတံထမ်းရတော့အမှုကစစ်ကြီးဒီပြင်အမှုမရှိဘူးတချင်းဆိုမှုကြီးပဲဟုတ်တယ်ငါညီများနှမများငါတချင်းဝါဒနာပါတာလေဟောမင်းတို့ဓာတ်ပြားတချင်းဝါဒနာပါတာငါအိတ်နေသလောက်ရှိငါစမ်းပြီလို့ပြောရအောင်ငရိုးငယ်နာတော့ကုံတော့မှာမင်းတို့ကဓာတ်ပြားတချင်းနေစာအုပ်ထဲစုတလက်မလောက်စာအုပ်ကြီးနဲ့ဒါရှိငါမဟုတ်ဘူးကွာကျွန်တော်ဟောငါဘိုက်ထဲလေဗဇက်ထဲတဲ့ငါရတဲ့တချင်းအပုတ်400ကျော်တဲ့ဓာတ်ပြားတချင်းငါတလောက်ဝါဒနာကြီးတယ်မကောင်းတဲ့ဘက်ညံသွက်ခဲ့ဘူးကာထာတကားထားကျက်ရင်တနေကုန်ကျက်လို့ကြည်ခြင်းမှကြည်ဓာတ်ပြားတချင်းနားထောင်3ကောင်းလောက်ဆိုရမကောင်းတဲ့ဘက်ချော်ထွက်တယ်တရားဘုန်းကြီးဖြစ်လာတာတော်သေးတယ်ဆိုအောင်မှာပေါ့ဘယ်တစ်ချင်းကစပြီးငါဝါရဏပါခဲ့တုံးဆိုတော့တို့သေသွားပါပြီကွယ်ကလမလေးလူနှာခေါင်းချွန်းချွန်းနဲ့မေလှမ်းမြိုင်ဟိုတစ်ချင်းကစငါသဘောကျတယ်စိမ့်လက်ကန်တာအတန်သွားလေးကောင်းလုံးပါတယ်ထမင်းအသက်9ရက်ပါရေအသက်ဟာတမနဲ့ဆိုပြီးတာဒီစကားကိုတွေးရင်ပြင်းပြင်းမနှိမ့်ပင်ထောက်ခံမှာဟုတ်မှန်လာတော့ရေလူချင်းအကျိုး10ပါးဝတကယ်ကွာပါတယ်တော့ဟေးဟာဆင်းကူပြေးလို့ဟာငါအပြန်တစ်တာတဲ့တောင်ခောက်ထည့်သွားခြင်းဆင်းကူပြေးလို့ခွာမင်းတို့နဲ့ငါနဲ့အဲ့ဒီကစပြီးဝါရဏပါခဲ့တာဟေ့နောက်ကွယ်ဒုက္ခတုံးကပေါ့အခုလိုတွန်တေးတို့ဘာတို့ညာတို့မဟုတ်သေးဘူးပေါ့ဒုက္ခတုံးကမေလှမြိုင်တို့တက္ကသိုလ်များကြီးတို့နာမည်ကြီးကြတာလေနော်တက္ကသိုလ်များကြီးသချင်းဆိုရင်ငါဂီတပိတ်မှန်ကစသဘောကျရှေးကတေးသောမင်္ဂလာရှိလို့နေပြန်ဗမာတွေမှာလွတ်လပ်ရပြန်ဆင်းရဲခြင်းလို့ကင်းအောင်လဲအဲ့ဒီဟာပေါ့ကွာအဲ့ဒီဟာပေါ့ငါအဲ့ဒီကစသဘောကျတာဓာတ်ပြားတချင်းအပုတ်400ကျော်သွားတယ်ဟိနောက်ငါကမြင်းညှိုးထားတဲ့အကြောင်းလေးပြောအောင်မယ်ငငယ်ကမန္တလေးမှာဟေးအစိုးရရုပ်ရှင်နဲ့ပြဇာဌာနကမေလှမြိုင်တို့ရန်နိုင်စိမ့်တို့ဝေသာလီမောင်ဖုံးတို့ရောက်လာကြပါရောကွယ်အဲ့ဒီရောက်လာတော့ကျုံးနဘေးမှာကွပညာရေးပြဝဲပြိုင်မွဲအစိုးရပြဇာပါတော့ငါဥဇနကဆိုတဲ့ဥစဉ်နဲ့သွားတော့မေလှမြိုင်တို့ပါတယ်ဆိုတော့တို့ပြဇာစင်နောက်ကနေတက်တာပေါ်ပစိုးလေးခင်းပေးတယ်ဘာကိစ္စတို့မရတဲ့ဘုန်းကြီးဆိုတော့လေကြောက်ဟိုမေလှမြိုင်နဲ့တွေ့ကျင်လို့ပါလို့ဒါနဲ့မေလှမြိုင်ခေါ်ပေးမေလှမြိုင်ကတို့ရှစ်ခိုးတယ်ဘာကိစ္စတို့မရတဲ့ခင်ဗျားစကားပြောကျင်လို့ပါဆိုကလမမျက်လုံးပြူးသွားတယ်ဟောကလမလေးလုံးဟုတ်ပါကလမမှန်တော့မသိပါဒီလိုပါလို့ခင်ဗျားစကားပြောကျင်တာတခြားမဟုတ်ပါဘူးလို့ခင်ဗျားဆိုတဲ့သချင်းတွေတိတ်ပြီးတော့သဘောကျတယ်လို့ဘ
ုန်းကြီးဝင့်နေပေမဲ့မကောင်းတဲ့ဘက်ဝါသနာပါကြီးကထုံးနေတော့ပြောရအောင်မယ်လို့ဟိုရက်ကန်းစင်ကလေးနဲ့ဟိုလက်စွမ်းပြချိန်ဆိုတဲ့တခြင်းလေးဆိုပြစမ်းပါလို့လက်စွမ်းပြချိန်ဆိုတဲ့တခြင်းကွာယောက်ျားတွေစာမတတ်အကန့်နဲ့မိန်းမတွေရက်ကန်းမတတ်အကျိုးတဲ့ဖရာတဲ့အဲ့ဒီတခြင်းကဒီကနေ့အဲ့ဒီရက်ကန်းစင်နဲ့ပြစမ်းမဟုတ်ပါဘူးဖရာတဲ့သို့တော်လည်းအရှင်ဖရာတို့ဩဝါဒအတိုင်းဆိုတော့ပြပါမယ်ကောင်းသေးလားကွာတချင်းစုခိုင်းတာဩဝါဒဖြစ်ကိုရောဟာကမြင်ရောထားခဲ့ပုံပြောပါတယ်တို့ကအင်မတန်ပင်မလိမ့်မယ်ထင်တယ်ကိုကွာမေလှမြိုင်တို့ဆိုတဲ့အခါမှာပင်မမှုဟေးမေလေထိုးကဇက်ကလေးငဲ့ကားနဲ့ခြေစင်းကလေးနဲ့ကိုကွာသူကဒီကစခြေစင်းဟေးပါတယ်အေးခြေစင်းဒီလိုကွနေဝေယောဒီကစားအိုရမီဆင်းမြောင်းဘယ်လမ်းမှမထွက်ပါရှင်ဒီကစားတကူမောင်ရိုက်နေလိုက်မဲ့အစင်းတင်မဲ့အစင်းဒီကစားတကူဒါအတွဲမှန်မဟာအကွယ်ဆန်းရွာအထွေလန်းဒီအစားကိုတော်ပြီးကြရင်ကုံတော့မှဒီအစားနဲ့အဲ့ဒီကနေဆိုပြလိုက်တော့ငါသဘောကျလွန်းလို့ဟေးမကောင်းတဲ့ပဲညံသွက်ခဲ့တဲ့ငါ9ဝါလောက်ကမှစတရားဟောတာကွတော်ပြီဒါဒီဝါသနာပါရင်ဟိုဘက်ရိုင်သွားလိမ့်မယ်အရင်တုန်းကပြတ်စားဒီငါကိုယ်တိုင်ရေးလို့မန္တလေးကမင်းသမီးတွေခေါ်ပေးလို့အရက်ကကလေးတွေနဲ့ပြတ်စားတွေတိုက်လို့ကကြဟာသင်္ကန်းကြီးနဲ့ဘိုးရိုးပါရကိုရိုးကာယာကြီးပေါ့ကွာနောက်တော့မှတော်ပြီလို့ဆိုပြီးတော့ဒီဝါရဏလေးနဲ့ဒီဂီတတွေကိုထည့်ပြီးတော့ကလေးသူငယ်တွေနာချင်းအောင်ဟောလို့လည်းပဲတရားနာပြိတ္တဒီတပါးသောပုဂ္ဂိုလ်တဲ့စီးတယ်ကောင်းလို့တော့မဟုတ်ဘူးဟေးပယုတ်ဒုက္ခကြတတ်လွန်းလို့တွေ့ရမှာပေါ့ညောဆိုတော့လည်းပဲခွင့်လို့တိခံကျင်နိုင်ပါသဖြင့်ဘုန်းကြီးလည်းပဲလူငယ်လေးတွေဆွဲဆောင်ဟောနိုင်ပြန်တစ်ချက်ကလေးလေးတွေငုတ်တုတ်ရှိသေးတယ်အဲ့ဒါကြည့်ရင်ကျုပ်ပေါ်တိခံနိုင်ရလောက်ပါပြီမှန်လားပြိတ္တကြီးကိုင်ကွယ်ဒါနဲ့ငါအဲ့ဒီလိုဝါရဏပါလုံးလို့ကွာတနေ့ကျတော့တို့ရေရန်ကြမင်းဒီအိုးကြီးပြည့်အောင်ခါတဲ့ကွငပြောသည်အုပ်တဲ့အိုးကြီးအထက်ကအပေါက်ချင်းချင်းအောက်ကဘိုက်ပူနဲ့ဘဲဥအိုးကြီးပေါ့ကွာအဲ့ဒီအိုးကြီးပြည့်အောင်ခါတဲ့အထန်းခိုင်းတဲ့အိုးကကြည်အိုးကွာဟောလဲစီလေးတစ်လောက်ရှိတယ်ညောင်ရီအိုးလေးငါမစင်းစားဘူးကွာပြည့်အောင်ခါဆိုလို့ထန်းလောင်းလိုက်ငုံကြည့်ရေကအယောင်မြင်ရအောင်မနှဲကြည့်ရနောက်တစ်ခေါက်လောင်းလိုက်ငုံကြည့်ရေကဒီလောက်လေးရှိသေးတယ်ဘဲဥအိုးနဲ့ဘိုက်ပူအိုးလဲစီသေးသေးနဲ့လောင်းအဲ့ဒါငါမစင်းစားဘူးနောက်9ခေါက်လောက်ကြာမှစင်းစားတယ်တန်ဟောဘုန်းကြီးသက်သက်နှိပ်စက်တာတချင်းဆိုလို့နှိပ်စက်တာပန်းလေပြဒီဘိုက်ပူအိုးနဲ့လဲစီသေးသေးညောင်ရီအိုးပဲပြည့်နိုင်မှာဟာမထူးပါဘူးတချင်းဆိုလို့နှိပ်စက်ငါငယ်ငယ်ကရွဲ့ဘူးဒီတစ်ခါရိုက်ထွက်ပြေးဒီတစ်ခါရိုက်ရင်အလစ်ပဲညောင်ရီအိုးလေးထမ်းပြီးတော့တလင်းမြင်ကနေပြီးငါပေါ့ပါဝရီကောက်ခွန်လိုက်ရွဲ့တာတဲ့စားရကျက်သွန်းတဲ့စားရကျက်သွန်းထူးကတ္တာဘူးကြိုက်တာကောင်းထင်ရဲ့လို့ရွဲ့ဘူးတာပြောပါလေရာတပလင်းမလုံးချင်လို့ကောက်ခွန်လိုက်ဘုန်းကြီးကကြည့်တယ်မျက်မှန်ကြီးနဲ့ကြည်ဒီခါရရင်တော့အလစ်ပဲရာတပလင်းမလုံးချင်လို့ခွာထွေးအသွေးရုပ်တယ်ဩဘာရီနေထုတ်တယ်ခိုင်ရတယ်လို့ငါငယ်တန်းပေါ့အောင်ကောက်အော်တာဘုန်းကြီးကဟဲ့ကောင်လာအောင်နဲ့လာအောင်ဆိုတော့ညောင်ရီအိုးချပြီးဘုန်းကြီးနာသွားထိုင်ဘုန်းကြီးမျက်နှာရိုက်မရိုက်အကဲခတ်တော့ဘုန်းကြီးကသဖြီးကြီးနဲ့ဒီထဲကငါလူခဲကကောင်းတယ်မရိုက်မှန်းသိသဖြီးကြီးနဲ့
ဟေးလူကဲကငါသားကြောင့်လူကဲကကောင်းတာငါတရားပဲနောက်လူအစ်စ်မလာခြင်းနေပြီဒီတို့ကအရင်လူသိအပြန်ခံတဲ့ဘုန်းကြီးမို့အိမ်အလုံးရှိလို့ပြန်လာတော့ကျုံမတတ်နိုင်ဘူးပေါ့ဒီရတော့ဟာဟောဒီပရိသတ်အလွန်တွေးချော်တဲ့ပရိသတ်မနဲ့ကြတော့သွားစရာလာစရာရောင်းစရာဝယ်စရာနဲ့ဒီကိစ္စတွေရှိသေးတယ်စီစဉ်ရမယ်ဗောဒီအလုပ်ပြောနေတာကဲကြည်တရားနာပရိသတ်ကြီးအဲ့ဒါနဲ့ဘုန်းကြီးမရိုက်မှန်းလဲသိရောကျုပ်ကဘုန်းကြီးကိုအတန်ကျဲကျဲလေးနဲ့ဖယားလို့ထူလိုက်ဘာဖယားလို့နဲ့တော်ပြီသိန်းတော့အရှင်းဆိုရတာနှိတ်ဟာငငယ်တုန်းကဒါပတိတရားနာပြတော့နောက်ထပ်ဆိုရင်တော့ဒုတ်ကြီးထောင်ထားတာနဲ့ကျုပ်ရိုက်မှကြောက်လို့မဆိုခဲ့ပါဝါဒနာတွေနောက်တာကြောင့်တရားနာပြိဿကြီးဒီကလေးအလိုက်သိသိနဲ့ဟိုဇတ်တော်ကြီးကိုဆက်ပြီးတော့ရှေ့ပိုင်းမှာဟောလာသလိုများအကွက်စီစီနဲ့ဇလံမိလေးဟောရမယ်ဆိုရင်ဖြင့်ရည်တရားမောတရားလွန်တရားဆွေးတရားမပါတဲ့ဇတ်တော်ကြီးဖြစ်နေပါသောကြောင့်တရားဘုန်းကြီးအလိုက်မသိရင်ဖြင့်အရသာရှိတဲ့ဇတ်တော်ကြီးနည်းနည်းလေးပြက်ပြားသွားမှစိုးရိမ်မှာသဖြင့်အင်းစိတ်မှာနရောလာစုပ်နရောလာစုပ်4 ရက်နဲ့5 ရက်မှာဟောမှာဖြစ်ချင်းကြောင့်ကိုင်ဒါနနဲ့ပတ်သက်တဲ့ဇတ်ထုတ်လေးထုတ်စလိုက်ကြအောင်စို့တခြားမဟုတ်ပါဘူးဒါအလိုက်သိတဲ့ဇတ်ထုတ်ကိုကြုတ်ပြောမိမ3 ယောက်တရားပွဲမှာတရားနာပြိဿရှေ့ဆုံးကထိုင်ပြီးပြန်မယ်အလုံးမှာဟောခဲ့ဘူးတဲ့ဇတ်ထုတ်ပေါ့ဒီမှာမဟုတ်ပါဘူးပြိဿသီဟိုမှာပြိဿကြီးဘယ်မှာတော့သီဟိုမှာဟဲ့ဘုန်းကြီးလူတွေမောင်တိတ်တာတဲ့ကွပထမတော့ထွက်ပါဘူးနောက်မှထွက်တာပြောရအောင်တို့သူ့ဖေကတထေးသားလေးတယောက်တည်းဆိုတော့ကိုရင်ဝစ်သွားတော့ကိုရင်ကလေးတိတ်တာပေါ့ဘွဲ့ကလေးပေးထားကိုရင်ဆုံးကကြွလာတော့ပြောတယ်ကိုရင်ဘာတော့မြပြောရလားကိုရင်ခင်ဗျပြောလို့ဝစ်တာပေါ့ဗျခင်ဗျကျုပ်ဘာလို့ဒီလိုမေးတာခင်ဗျလို့ဒီလိုမေးခင်ဗျရေကျုပ်မလာဘူးဖယားမလာပဲတော့မနေပါနဲ့ဖယားကိုင်မမေးနဲ့ဆိုမမေးပါအမေနဲ့ဆိုမမေးပါဘူးဆိုပြီးတရားနာပြိဿနောက်ကိုရင်ကလေးတိတ်သားကနေကိုရင်ကြီးတိတ်သားဖြစ်လာရောကိုရင်ကြီးတိတ်သားဘဝကြလာပြန်တော့လည်းပဲကိုရင်ဘာတော့မြမဟုတ်ဘူးကိုရင်မငေါ့ပါနဲ့အဖေဆိုတာမငေါ့ပေါင်းပါဘူးကိုရင်ပြောရဲ့ပြောလို့နေတာပေါ့ဗျာခမရမေးပြန်မလားဒီလိုမေးရင်ခမရရင်နောက်ကျုံမလာဘူးမလာပဲတော့မနေပါနဲ့ဗျာဒီလိုနဲ့တရားနာပြိဿမာလိုက်တာကိုရင်ကြီးတိတ်တာနောက်ဥစဉ်လေးတိတ်တာဖြစ်လာပြီအသက်ပြည့်လို့ရဟန်းခံလိုက်တော့ပျော်တော့မယ်နောက်ကြတော့ဥစဉ်လေးဘဝရောက်တော့လေဟိုကသားတစ်ယောက်ဆိုတော့ထွက်တဲ့ချင်းတကူဥစဉ်ဖျားဘာလို့မြခင်ဗျာမဟုတ်ပါဘူးဗျာပြောရဲ့လားခင်ဗျာပြောလို့ဝိတ္တမေးပြန်ပြီမမေးပါဘူးဗျာခိုင်းမလာပဲတော့မနေပါနဲ့နောက်ရကြတော့သူ့တကာကြီးကလူထွက်တဲ့ချင်းတော့ငါးပွက်ရငစားချပြီကိုပြိဿမိမယိုကလေးတွေတဏခါပန်းမှလိမ့်ပြီးတော့ဥဒိတ်တကြွအလာမှာဆုံးအလောင်းခိုင်းကလေးမလေးတွေကတဏခါပန်းမှလိမ့်ပြီးတော့ဥဒိတ်တအပါကပ်ပြီးသပိတ်ကလေးယူလိုက်ပကံလေးယူလိုက်ဆွန်ဟင်းလေးလောင်းလိုက်ဆွန်လေးလောင်းလိုက်နဲ့အဲ့ဒီတော့ကလေးမလေးတွေလိမ့်ထားတဲ့တဏခါပန်းမှအနံ့ကဥဒိတ်တနှာခေါင်းသွားနှုတ်ဆက်နှာခေါင်းလေးပွားစီဖြစ်လာနှုတ်ဆက်ပေးမယ်လို့အဲ့ဒီချိန်ခါမှာသူ့စိတ်ကမပြက်ပြားသေးဘူးတာဘာမှမဟုတ်ဒါတကာကြီးညံဖြစ်ရတကာကြီးဘာတော့မလုပ်နဲ့ခင်ဗျာလောင်းဒီဒါပဲကောင်ပါလေးရှင်ဘုရားကလည်းဟိုနောက်ပိုင်းကလည်းမိအဲ့တော့မိသေးမလို့ခြင်းဘူးခင်ဗျာညံဒါပဲလားခင်ဗျာလို့ဒီလိုလုပ်ရင်ခင်ဗျာရေကြုံမလာဘူးကဲဗျာမလာပဲတော့မနေပါနဲ့ကဲနောက်ဒီလိုမခိုင်းပါဘူးဗျာဒီလိုနဲ့ပြောလာလိုက်တာတဝါရပြောတုံးနှစ်ဝါရပြောတုံးသုံးဝါရပြောတုံးလေးဝါရပြောတုံးငါးဝါကြစဉ်းစားလာဥဒိတ်ကစဉ်းစားဘုန်းကြီးကမနဲ့မိုးလင်းစောကြီးဆုံးကန်ထွက်ကြောင်းပြန်လာတော့ဆုံးစားသပိတ်ဆေးကြောမှောက်တရေတမောအိတ်နောက်စားတက်စားကျက်စားပြန်ညဖျားဝတ်တဲ့အိတ်မနဲ့မိုးလင်းဆုံးကန်ထွက်
ပြန်လာဆွန်စားသပိတ်စီကျော်မောက်စားကျက်စားတဲ့တရတမောအိတ်ညဖျားဝတ်တဲ့စားပြန်အိတ်မနှမိုးလင်းဆုံးခံထွက်ဘုန်းကြီးဘဝတကယ်စဉ်းစားကြည့်တော့ခြာလပါလေဥဒိဋ္ဌဖောက်လာပြီမနေနိုင်ရင်ဖောက်တော့တာပဲပြည်သားဘုန်းကြီးဘဝကအောင့်နိုင်မှာအောင့်တဲ့နေရာခင်ဗျားတို့လူတွေဘုန်းကြီးတွေမမှီအကုန်အောင့်ရတာကွာငါညီမြကြလားမင်းတို့ကွာအခုခေါင်းလုံးပင်ကြီးတွေဝတ်တဲ့တို့ဘယ်ဝတ်နိုင်လို့ဟာအောင့်ရတာဘုန်းကြီးနဲ့မတော်ဘူးဆိုပြီးတော့မင်းတို့ခုတ်ထောက်ကြီးတွေထားခြင်းနဲ့တို့ထားနိုင်ဘူးကွာဘုန်းကြီးဘဝသူများစားသလိုမစားရသူများဝတ်သလိုမဝတ်ရသူများသွားသလိုမသွားရတို့ဘုန်းကြီးဘဝအောင့်ရအောင်ဆိုအကုန်အောင်ရတာပါကွာဒါကြောင့်ဘုန်းကြီးတွေအောင်လုံးအားကြီးလို့ပြန်တော်မူတဲ့အခါမီးရှို့တော့ဗျောင်းတိုင်းဆိုပေါက်တယ်ဟုတ်တယ်ကွာဒါတချို့ကဘာလုံးကြီးလေညာလုံးကြီးလေဘယ်ဟုတ်မလဲကွာအောင်လုံးကြီးတွေအဲ့ဒီကြမှာကွဲကွယ်ခုတော့အောင်လာရမှနေပြီးတော့ဥဒိဋ္ဌမအောင်နိုင်တော့ဘဲနဲ့ဖောက်ပြန်လေပြီအော်ဘုန်းကြီးဘုရားတကယ်စဉ်းစားကြည့်အတော်ပြင်းစရာကောင်းဒီနေရာတရားနာပြည်သားဆူတောင်းတဲ့ဒကမာများပေါ်လာရင်မြဲခြင်းမြဲသွားမှာပေါ့ဟောတို့ဒီရန်ကုန်မှာကြားဘူးတဲ့ဦးစင်းလေးတစ်ပါးရှေးတုန်းကလူထွက်မယ်တဲ့ဖယားရွှေတကုံဖယားဝစ်ပြုတ်ပြီးတော့ရွှေတကုံကုန်းတော်ပေါ်တက်သွားဒကမာတယောက်ကလည်းတရားနာပြည်သားရေဦးစင်းလေးလာတာမမြင်ဘူးပန်းစည်းကြီးနဲ့ဆူတောင်းဟိုကလည်းလူထွက်မှာဖယားဝတ်ပြုတ်ပြီးရင်ဒကမကဆူတောင်းသူလာတာမမြင်ဘူးဖယားတပည့်တော်ဟောဒီဆွမ်းစီမိဖျောင်းတိုင်းပန်းလှူရသောကောင်းမှုကြောင့်ဖယားတပည့်တော်ဒီဘုန်းကြီးလူတွေနားများနဲ့ဖြင့်ဘယ်တော့ကမဟာကိုကျိုးနေပါလူထွက်မလို့လုံးမဘုန်းကြီးလူတွေများနဲ့ဖြင့်ဘယ်တော့ကမအဲ့လေငါလာတာလည်းမြင်မအောင်ဘာဒီပြောဦးမယ်မသိဘူးဆက်နားထောင်အောင်မဒကမကသူလာတာမြင်ဘူးဆက်တောင်းဖယားတပည့်တော်သည်ဟောဒီပန်းစီမီဖျောင်းနိုင်လှူထမ်းရသောကောင်းမှုကြောင့်ဘုန်းကြီးလူထွက်များနဲ့ဖြင့်ဘယ်ဘဝကမှဘဝတောင်ရှိသွားတက္ကမတွေဘုန်းကြီးလူထွက်ဓလောင်မုံလားဟေးတော်ပြီကွာထွက်ဘူးလို့မြဲသွားဘူးတဲ့ဗျာတက္ကမစုတော်ဘုန်းကြီးတစ်ပါးမြဲဘူးတဲ့ရန်ကုန်မှာဒါကြောင့်တက္ကမတွေအဲ့ဒီစုများကြက်ကြက်တောင်းကြသမ်းနော်ကြက်ကြက်ကြီးတောင်းကြသမ်းပါခက်တလေမင်းတို့မင်းလက်ထက်တုန်းကလည်းဘုန်းကြီးလူတွေပြိုင်ပြီးလင်ကုံဖော်ကြဗျာရောဟုတ်တယ်ဘုန်းကြီးလူတွေမှာရွေးယူကြဟဲ့ဒိုလင်နာကပထမကြီးအောင်ပြီးသားအေးဟဲ့ဒိုလင်နာကဓမ္မစရိယအေးဟဲ့ဒိုလင်ကကျမ်းပန်နဲ့ကျမ်းပြူတာဟဲ့ဒိုလင်နာကပထမကျော်အေးဘုန်းကြီးလူတွေရွေးယူတာမင်းတို့မင်းလက်ထက်ကဒါပေမဲ့လို့ခုခေတ်တော့အဲ့ဒီစုမျိုးများများတောင်းပေးကြပါကောင်းမှုလားပြိဿကြီးအဲ့ဒီလိုဆူတောင်းတဲ့ဒကမမရှိရှာတော့လေဥဒိဋ္ဌတော်ပြီအဖေထံလည်းငါကစကားလွန်ထားတဲ့ကိစ္စကိုင်းငါးဝါအယမပြောမဲ့သူတို့ငါဘဝမြစ်သေးစရိတာအကောင်းမြစ်စိတ်သွားအရောခုံချတော့မှာအဖေစီမပြန်ရဲလို့စကားကလွန်ထားတာကိုဧကတိလေးချော့ကြာကြာနာနာခောက်နောက်သစ်မိုင်လေးချော့ကြာကြာနာနာခောက်နှစ်ထဲလုံးဘာမှမရှိဘူးခုံချတော့မှာကိုခါပန်ညိုးလေးနဲ့သင်္ကန်းနှစ်ထည်စီကြောက်တုံးလေးပေါ်ထိုင်ငုတ်တုတ်ထိုင်ရှေ့ခိုးမျက်စိထဲမြင်အောင်ကြည့်မရှိဘူးသူ့ဘုံကသူနှမျောတဲ့မျက်ရည်လေးကကြာမနေနိုင်လို့သာထွက်တာကဲထူးပါဘူးဆိုပြီးမြစ်ထဲနောက်ပြန်ဂျွန်းပစ်ချအုံးဆိုမြုပ်သွားတော့ဝါးနှစ်ရိုက်လောက်ပေခြင်းလို့ခုံချသေကံမရောက်သက်မပြောက်အပေါ်ပြန်ပေါ်လာဟာမလေးသေခြင်းလို့ခုံချတာမသေးပဲပေါ်လာအဲ့ဒီကြောက်တော့မလေးဖျားဓမ္မုတိချဝိဇာနဲ့ဓမ္မုတိထောက်ပြီးအတီးပြီးတော့ရွတ်လို့ရွတ်တရားနာပိဿကိုယ်ယောကာယကြီးဖူးဖွာနဲ့တခါတည်းကြွက်စုပ်လေးတွေမျောလာတယ်လို့တော်ပါသေးရဲ့တစ်တုံးတုံးသွားမိဟာတော်သေးရဲ့မလီနောက်မြုပ်သွားတာတစ်တုံးရဲ့နင်းအသက်တခင်ကြီးပါပဲတစ်တုံးကြီးဖဲပြီးလိုက်သွားတော့အောက်ရေစိတ်မှာရေချိုးနေတဲ့ကလေးမလေးနှစ်ယောက်ကမြအေးနဲ့မြလေးရေချိုးနေတကူကွာ
သမင်းရင်ရှားလေးတွေနဲ့အဝတ်တွေလျှော်ပြီးတော့ရေချိုးနေကတုံးကြီးနဲ့လိမ့်နဲ့မျောလာနောက်မြင်းမိမြအေးကဟဲ့ကောင်မဒီထဲမျောလာတာဘာကြီးလဲအေးဟေးအဲ့ဒီရေထဲမျောလာတဲ့ပစ္စည်းငါပစ္စည်းအေးဟာဦးပြီကွာမြအေးကရေထဲမျောလာတဲ့ပစ္စည်းငါပစ္စည်းလို့ဥလိုက်တော့လေမြလေးကဟဲ့အဲ့ဒီပစ္စည်းပေါ်ပါလာတဲ့ပစ္စည်းငါပစ္စည်းအေးခိုင်းဘသူပိုင်မယ်ဆိုတာသုံးအောင်နားထောင်ပေါ့ဥရောဥတော်ပထမဥတဲ့မြအေးကရေထဲထမင်းရှားလေးနဲ့ကူးပြီးတော့တစ်တုံးလေးတွဲပြီးတော့ဆွဲလာတယ်ကူးလာဟောလေတစ်တုံးဖဲပြီးနှာခေါင်းနဲ့မျက်လုံးလေးဖော်နှာခမ်းလေးမြမဲလို့ချမ်းရှာလုံးစကားလည်းမပြောဘူးអော်လိုက်လဲဟိုကောင်မလေးလန့်ပြေးဘူးသူကချမ်းလေးနဲ့ပါသွားအဲ့တစ်တုံးလေးဆွဲသွားပြီးတော့ရေထောက်မိလောက်ပြီဆိုတော့မှရင်စို့လောက်ကြောင့်မှတစ်တုံးလေးဆွဲသွားဟဲတစ်တုံးကြီးတော့သေးသေးလေးပါတစ်တုံးကြီးတော့သေးသေးလေးပါပါလေးလေးတာအနှစ်ကြီးမို့တူပါရဲ့အနှစ်ကြီးမို့တူပါရဲ့နောက်ဆွဲသွားပြီးရေကဒူးစစ်ပေါင်နဲ့လောက်ရောက်ခုတော့ပါမှာလေးတယ်နောက်မြအေးတရားနာပရိသတ်ရေတုံးပေါ်ကနေကြော်ကြည့်လိုက်မလေးလာပါမလေးဘာကြီးပါလိဒီတုံးကြီးလှုပ်ပြီးတော့ဆွတ်နဲ့ပြီးဟဲဘာကြီးပါလိဘာကြီးပါလိနဲ့ကြည်လဲကြည့်ခင်ဒါနဲ့သူတခါပြေးပြီးတော့ပြန်ကြည့်ဟောမျက်လုံးလေးနဲ့နှာခေါင်းလေးဖော်လို့ငုံကြည့်လိုက်မလေးပြုတ်လို့ဟာမျက်လုံးမပါနဲ့မလေးပြုတ်လို့ဟဲကတုံးကြီးနဲ့ဖုန်းကြီးလူတွေကြီးနဲ့တူပါရဲ့ရမ်းပြောတာတဲ့ဟဲနှာခမ်းလေးမြောက်မဲလို့ချမ်းရှာရောဒီမှာဟိုတော့လေချမ်းလာပြီတော့အေးလာပြီတော့ဟုတ်ကဲ့ကိစ္စမရှိပါဘူးဒီကမလေးဟုတ်တော့ငါပြောတာဟုတ်ပါနဲ့ဒီမှာရဲ့ဒီကမလေးကဖုန်းကြီးလူတွေကြီးနဲ့တူတယ်ဟောဒီမဲ့တော့ချီတော့အောက်ထောက်တာထောက်သေးဘူးပြကိုးတာဟုတ်တော့ထောက်တော့ဟုတ်ကဲ့နော်ဒီဘက်တော့ပေါ်တက်လေအပေါ်တက်တော့ညာဟောကျုပ်အပေါ်တက်လို့ဖြစ်ဘူးဟောတော့ဘာဖြစ်မှာတော့ချမ်းလာပြီနှာခမ်းလေးမြောက်မဲလို့အေးမိလိမ့်မယ်အပေါ်တက်ကျုပ်အဝတ်မပါဘူးလေဟေးမတက်နဲ့ကြုံကြည့်ရဘူးမြတ်လေးကထိုင်စဉ်းစားတယ်အဝတ်ဖွင့်မဲ့အမဲစကားတော့လွဲတော့မှာပါကွာဖွင့်မဲ့အဝတ်ကလေးကိုင်းပြီးတော့နားထောင်နေဟိုကောင်ကတစ်တုံးကြီးနဲ့စကားပြောတာဟုတ်တော့ဒီမဲ့ဒါပြည့်လေတက်ချီတော့အောက်ထောက်ထားဟုတ်ကဲ့ကျုပ်အိမ်ပြန်ပြီးတော့ဦးဆိုင်ပြန်ဦးမယ်နော်ဟုတ်ကဲ့မလေးဒါနဲ့မြအေးကဆွနဲ့မြလေးကိုဘာမှမပြောပဲနဲ့အိမ်ပြန်ပြီးအဝတ်စားယူမြလေးစဉ်းစားတယ်ဟောတစ်တုံးကြီးရက်တစ်တုံးကြီးဒါမြင့်ကြီးကန်ရင်မဟုတ်ဘူးစီးနေတာဒီတစ်တုံးစီးရမယ်မစီးဘူးသူအခုကြည့်ဟိုကောင်မကျိုးနဲ့လည်းမချီဘူးတိုင်ကုန်လည်းမရိုက်ဘူးဘာမှလည်းမဖိပဲနဲ့သူရက်နေတယ်စကားလည်းပြောတယ်တစ်တုံးနဲ့ပြောတာတော့မဟုတ်တော့ဘူးဧကနာတစ်ခုခုရှိရမှာငါသွားကြည့်အသားလေးသွားဟိုလည်းတရားနာပြတာမျက်လုံးလေးဖော်တစ်တုံးကိုပဲငုံကြည့်မလေးလာပါဟဲ့ဘာကြောင့်လဲဆိုပြီးဆောနဲ့ပြီး
ဒါမျိုးဆိုတာခက်သားပြေးတယ်ကြောင်လဲကြောက်တယ်ကြည်လဲကြည့်တယ်ကြောက်ကြည့်ခြင်းကြီးပေါ့ယုံလာတို့တော့ရွာနေတုန်းကကွာရွာတဲ့ရက်ထဲများမသားတလုံးသေးတယ်ဆိုရင်ကြည့်ချင်တာပြီးတော့ကြောက်လဲကြောက်တယ်ညအိမ်မော်တက်ရင်ခြေထောက်အောက်ကနေလှမ်းဆွဲလိုက်မယ်ကြီးထင်တယ်ဒီလိုပဲကွာကြည်လဲကြည့်ချင်တယ်ကြောက်လဲကြောက်တယ်ဟဲ့ဘာကြီးလေးပဲပြန်ကြည့်မလေးမြူလို့တော့ဖောက်မဖြစ်ဘူးပြုံးမနဲ့မလေးမျက်လုံးပြူးကြီးနဲ့ပြချသွားကြည့်ဟာတော့ကလုံးကြီးဟင်ဖုန်းကြီးလားကလုံးကြီးလားဘာကြလားဖုန်းကြီးကလုံးကြီးတူပုတ်စားဘူးမလေးဖုန်းကြီးကလုံးကြီးလားပြချကြည့်ဟဲဦးရည်လေးတွေကလည်းစိတ်လို့ဖုန်းကြီးလူတွေ့ချင်းနဲ့တူပါရဲ့ရမ်းပြောတတ်တဲ့တော့ပြချကြည့်ဟာတော့လက်ခဏနေမြောက်မဲလို့ဘယ်ချိန်ကမျောလာတယ်မသိမြအေးဆဲလာလို့ဒီရောက်တာဒီမဲ့ဟိုတော့ချမ်းလာပြီပေါ့တဲ့ဗျာဟိုကျုပ်တက်လို့မဖြစ်ဘူးမလေးတော့အမိသေးကုန်လိမ့်မယ်တက်လို့မဖြစ်ပါဘူးဗျာဟုတ်တော့ပေါင်လူကြီးများဖြစ်နေပေါင်လူကြီးများဖြစ်နေမလားခြေတော့မတော့ချောင်းပါဘူးလားပါပါတယ်ခြေတော့နဲ့အောက်ထောက်ထားလို့မမျောတာဘူးဟုတ်တော့ဒါလည်းပေါ့တဲ့ကျုပ်မဆိုးမပါဟေးမတည့်နဲ့ကျုပ်ကြောက်တဲ့တယောက်တည်းမတည့်နဲ့နေုံတာဖြစ်ဟိုကျုပ်ဟိုခေါင်းမှုစုပ်လေးသွားယူလိုက်ဦးနေပါစီမှာလေးတဲ့ဟိုမှာလေးတယောက်ကအဝတ်စားသွားသူတော်ဆောင်လို့ပဲဖြစ်မလဲတော့အင်းမိကုန်ပါပေါ့ဒါနဲ့ခေါင်းမှုစုပ်လေးယူလာခေါင်းမှုခေါ်တဲ့ခေါင်းမှုကောင်းလို့မှခေါ်ပဲခေါင်းမှုစုပ်ခေါင်းမှုဆိုတာအစုပ်လုပ်တာများရော့တော့ဒါလေးဝတ်ဆိုတော့တစ်တုံးလှုပ်ပလိုက်တစ်တုံးလှုပ်ပလိုက်တော့တစ်တုံးလေးကလိမ့်နဲ့မျောတော့လိုက်ဖမ်းတယ်အော်တော့ဒါကြီးဘာလို့ဖို့တော့ကျုပ်သူ့ခဲ့တာလေသူမရှိရင်ကျုပ်သေးပြီမလေးတော့ခုမှတော့တန်ရောစင်ဖြစ်မနေပါနဲ့ကဲနေပါစီတော့အောက်လေထောင်းမိသားပဲရော့တော့ဒါဝေးဆိုတော့တရားနာပိသဂျိုင်းကလေးမြောက်ပြီးတော့ခေါင်းမှုစုပ်လေးကြီးလိုက်တော့တစ်ထည်လုံးအပေါက်ကြီးခင်ဗျားအရာလုံလည်းမလုံဘူးဟုတ်တော့ကျုပ်ကောင်းမှုစုပ်ပြောပါတော့ဟုတ်တယ်ခင်ဗျားကောင်းမှုစုပ်ကလုံလည်းမလုံတော့ပါတော့ဖြစ်တယ်လို့ပါအိမ်ကြောက်မှလည်းရဒါပေမဲ့ခင်ဗျားဟုတ်ပဲလေကတော့ဝိစမ်းပါမြတ်လေးကဟိုဘက်လှဲ့နေတော့ခေါင်းပေါ်ကနေစွတ်ပြီးကိုယ်ကလေးတဖြည်းဖြည်းခြေတော်ကလေးကွေးရာကဆန့်ပြီးမြင့်နောက်လှဲ့ကြည့်ဆွဲဆူထိုင်ပြလိုက်ဟုတ်တော့ဘယ်နဲ့ရွှဲကုန်ပြီတော့ဟဲ့လက်ကြလုံးဝမလုံးမဲနဲ့တိုင်းဒီမဲ့ရွှဲမရွှဲကြတော့ဖြစ်တယ်လို့ပါလာလိုက်ခဲ့ခင်ဗျာနောက်လှဲ့မကြည့်နဲ့တော့မလေးတော့လာတော့မှဆိုပြီးခေါ်သွားမြင်အောင်မှန်းကြည့်ခေါင်းမှုစုပ်နဲ့ကရုံးနဲ့ဘယ်လောက်ကြည့်လှလိုက်ကိုင်းပါသွားရောတရားနာပြည်သားပါသွားတော့လေအိမ်ရောက်အမေဟဲ့မြလေးပါတော့ဟိုအဲ့ဒါဘာလို့မရဲ့အဲ့ဒါဘာလို့ဆိုတော့အဲ့ဒါဆိုတော့သာသနာထင်တာကိုမောင်ကျက်တရေကြီးနဲ့လားနှုတ်ခမ်းမွေးကြီးနဲ့လားတောင်ရှည်ကြီးနဲ့လားတိုက်ပိုင်အင်ကြီးနဲ့တိုက်ပိုင်အင်ကြီးနဲ့လားဒီထဲမှာတိုက်ကပိုင်းနေသေးတိုက်ပိုင်အင်ကြီးနဲ့လားနောက်လှမ်းကြည့်ဟဲ့ကောင်မလေးနေရတော့ပဲမလို့ဟိုမင်းလည်းဒီမှာဟုတ်တော့ဟဲ့ဘယ်လိုခေါ်လာတာဟုတ်ဟိုမင်းမပြောပါနဲ့တလားစရာကြီးဟိုရေထဲတစ်တုံးနဲ့မျောပါလာလို့သမီးတလားလို့ခေါ်လာတာပြောပါနဲ့မင်းလာတော့ဒီလားဆိုပြီးတော့ဟိုသူ့အကိုရဲ့အဝတ်စားတွေရော့တော့ဒါလေးလေဝိထိုင်တော့ဒီလားဘုန်းကြီးလူလည်းပြီးပဲတရားနာပြီးတော့တင်မလဲခွေးထိုင်ချတင်မလဲခွေးနေတော့ဟိုကတရားနာပြီးတော့ရေနွေးချမ်းနဲ့ထင်ရခဲလေးနဲ့ယူလာရော့တော့ဒါတော့ကောင်းပြီကန့်ဘာကြအကုန်ပြီဘုန်းကြီးလူတွေဆိုတော့ဇာတိတော့မဖြောက်ဖဲကိုပြည်သားမြုံလို့ရှေးတုန်းကဘုန်းကြီးလူတွေတယောက်မုတ်ဆိုးမနဲ့ရမုတ်ဆိုးမနဲ့ရအသာထိုင်မစားဘူးထမင်းစားကြရတော့ဟာရကမကတ်ဆိုတော့သေချင်းစိုးအရင်လင်မကတ်ဖဲနေငါဘာဘူးလို့ကအကုန်ကိုကားတွေဖြစ်ကိုဘ
ုန်းကြီးလူတွေဆိုတော့ကြွားကြတယ်နွားမောင်းတာကစားဤနွားထိုနွားမယောင်လိုက်တာမဟုတ်ဘူးဆိုတော့စားတော့ပေတာနေနဲ့ကိုယ့်ယောဂဖြစ်ကုန်တာဗောပြိဿရဲ့ဒီထက်မြင်မလားဟိုချမ်းတဲ့ဆောင်းတွင်ကြီးမိမနောက်လိုက်သွားပြာသူတပူတွေတကယ်ဆိုငါချမ်းတဲ့စောင်းပေးဟဲ့ဆိုပြီးတာအခုမဟုတ်ဘူးဗျကမဝါစာကြီးနဲ့စောင်းတောင်းကမဝါတော့ခင်ဗျားတို့ကြားဥပါတယ်သူနာတူမေပွန်ဒီတောင်ကိုဒေါ်လာတိတ်ကြီးသူကဒီကမဝါနဲ့စောင်းတောင်းသူ့ရွာသူ့ပြေချမ်းလို့လေစောင်းကိုဟာကိုယ့်ယောဂရာကြီးဟောတော့ဘုန်းကြီးလူတွေယူထားဒုက္ခပါပဲစောင်းတောင်းတာကမဝါစာကြီးတော်တယ်တော့စောင်းပေးဆိုပြီးတာပြီးတော့သူကဘာပြန်ပြောလဲညီငါမပြောနဲ့လေကံမြင့်မဟာလို့ဆိုတယ်ဒါကြောင့်ဇာတိမဖြောက်တော့အခုကြည့်လေပြိဿဘုန်းကြီးလူတွေဘဝကကူးလာတော့ဟာတက္ကမကဟဆိုတော့ဟောတော့ဘုန်းကြီးလူတွေကြီးထင်ပါရဲ့တော့နာမည်ဘယ်လိုခေါ်တော့ဥတိတ်တာဟောတာဘုန်းကြီးနာမည်ကြီးဟုတ်တယ်ဘုန်းကြီးကနေကျုပ်ဘာပြုလာတာတော့ဘာပြုလာတာတို့ဩကျုပ်သေပဲစီဆိုပြီးတော့အဖေးရှိမပြန်ရဲလို့ဂျုံပြစ်ချလို့ရေထဲမျောလာတာတစ်တုံးတွေးလို့ပေါ့ကန်တော့ရေဆက်ရှိလို့ရောက်လာတာပဲအောင်းမိပါကျုပ်ကိုလည်းဟိုတော့ဒီကနေပြီးတော့ကျုပ်ပြစ်ပြီးလည်းဘယ်မှမသွားနဲ့နော်ဟုတ်ကဲ့ရောက်တော့ရေနွေးသောနေတော့ဟိုကလေးမလေးကအဝေကလေးတွေဂျမ်းဂျမ်းညှက်လို့ပေါ်了ကွယ်မြစ်စိတ်သုတ်နဲ့ဟန်ကြတာပဲစိုင်းကောလို့ခြုံမော်ရောက်အဆင်ပြေပြီငါတို့မုတ်စိတ်ပြားဆွဲတာပဲဆိုပြီးအားခဲပြီးမြစ်စိတ်သွားလိုက်တော့ဘာရှိဟုတ်တော့ညာလေးလည်းမရှိတိတုံးကြီးလည်းမရှိငါကြီးလည်းပဲရောက်တော့ငါကြီးဆိုတာအဲ့ဒီဥဒိဋ္ဌကြီးပြောတယ်ကြည်စမ်းသိချင်းဆုံးကသူခေါ်တော့တာဖြစ်ရတခါတည်းမြက်လေးအိမ်လိုက်ဟိုကစွန့်ပြင်းကြီးထိုင်းနေကြည်စမ်းကိုတော်တော့ဒီလားထိုင်းနေတာကိုဟေးဒါမှညီငါဆယ်တဲ့ဟာကြီးကိုညီဘာလို့ခေါ်သွားတာဘာဆိုင်တော့အေးဆိုင်တော့အေးဒီမဲ့တော့အဲ့ဒါကြီးချုပ်ဟောဒါဝိကျုံနေလိုက်ခဲ့ဟာနေပါစေတော့ဘယ်နေပါလို့ပဲဖြစ်မှာတော့ကျုပ်ဆယ်တာဟုတ်ပါတယ်ခင်ဗျားဆယ်တာဒီမဲ့လိုက်ခဲ့ဟေးမလိုက်တော့ဘူးအေးဒီမဲ့ညီကရေထဲမျောလာတဲ့ပစ္စည်းငါပစ္စည်းဆိုတော့ညီတစ်တုံးမဲ့ပိုင်နေအေးငါဥဒါကအဲ့ဒီပစ္စည်းပေါ်ပါလာတဲ့ပစ္စည်းငါပစ္စည်းလို့ဥတော့ဒါငါပိုင်နေအေးဘာပဲရမှထတော့လာလိုက်ခဲ့လက်မောင်းဆွဲသူအာမလုံးနဲ့လေမလိုက်ဘူးလာတော်ဒီကိုလာခဲ့ကလေးမလေးနှစ်ယောက်ဇွတ်ဆွဲတော့ဘာပြောကောင်းမလဲအလဲကောင်းအာတက္ကမလေးတွေလက်မောင်းပြုတ်ကုန်ပါမယ်နှစ်ယောက်သမားဆွဲရင်ကနေပြုံးရကနေပြန်ဆွဲရင်နဲ့တရားနာပြိတ္တရဲ့တကြီးကလည်းပဲမြတ်အေးရဲ့ဘာကြီးကိုပြိတ္တရဲ့တကြီးကအိမ်ဝင်းထဲဝင်လာဟဲ့ကောင်းပါလေးတွေမိမအိမ်တရေရွှေပေးလို့မရနှစ်ပြားမတောင်မလုပ်ကြနဲ့ဟင်းလေဘယ်ကယောက်ျားမှမသိဘာမသိညာမသိနဲ့နှစ်ယောက်ဆွဲလူနေနင်တို့ရှက်ဘူးလားဟုတ်တယ်မဲ့ဟိုဘာကြီးရှက်တာမရှက်တာကြီးနောက်ထားပါတော့ဟိုကျွတ်တို့နှစ်ယောက်လေရေစိတ်သွားတော့ကဟိုတစ်တုံးကြီးမျောလာတော့ကျုပ်ကရေထဲမျောလာတဲ့ပစ္စည်းငါပစ္စည်းဆိုပြီးတော့ကျုပ်သွားဆယ်ထားပါကြီးရဲ့အဲ့ဒီတစ်တုံးပေါ်ဓာကြီးပါလာတာဒီလူကြီးပါလာတာအဲ့ဒါကျုပ်ပိုင်တာဘောပါကြီးရဲ့အေးဟုတ်တယ်ဒါမြတ်အေးပိုင်တကြီးကမြတ်အေးပိုင်တယ်တကြီးတော့တူမဆိုပြီးမျက်နှာမလိုက်နဲ့နော်တော့တူမကရေထဲမျောလာတဲ့ပစ္စည်းငါပစ္စည်းဆိုတော့ရေထဲမျောလာတာတစ်တုံးမဲ့သူပိုင်နေကျုပ်ကအဲ့ဒီပစ္စည်းပေါ်မှာလာတဲ့ပစ္စည်းငါပစ္စည်းလို့ကျုပ်ဥတာဒါကျုပ်ပိုင်နေတော့အေးဟုတ်တယ်ဒါမြတ်လေးပြောတာဟုတ်တယ်တကြီးဦးကြောင်ဖြစ်လာဘယ်မှာလို့ပါရဒါကျုပ်ပိုင်နေအေးရိုက်ပိုင်တကြီးတော့မျက်နှာမလိုက်နဲ့နော်ကျုပ်ကအဲ့ဒီပစ္စည်းပေါ်မှာလာတဲ့ပစ္စည်းငါပစ္စည်းဥတာကျုပ်ပိုင်နေအေးဟုတ်ပါတယ်အဲ့ဒါဘာဖြစ်လို့နောက်တကြီးစဉ်းစားတယ်ငါလည်းဟိုရိမ့်ဒီချိုင်ရှိတာနော်လူကြီးဖြစ်ပြီးတော့ဟေးနေအောင်ငါတူမညအေးပြန်စို့ညီရဲ့ရှုံးဘက်ကဟုတ်သားပဲရေထဲမျောတာလေးပစ္စည်းငါပစ္စည်းဆိုတော့ညီရဲ့တစ်တုံးမဲ့ပိုင်မဲ့ तू အဲ့ဒီပစ္စည်းပေါ်ပါလာတဲ့ပစ္စည်းငါပစ္စည်းဆိုတော့ तू ပိုင်မဲ့ဘယ်ရုံတက်ဘယ်ခတ်သွား
ငါတူမစကားအရာကရှုံးမှဖြစ်နေတော့လာပါအေးသွားကြပါစို့ဆိုဆွဲခေါ်မလိုက်ဘူးဘာကြီးမခေါ်တဲ့ကြောက်ခေါ်တဲ့ကြောက်မလိုက်ဘူးတေချင်းလုံးဟာငါးကြီးကိုညီမမရာဖြစ်ကုန်တာပေါ့ခမလေးတွေအကုန်ကိုငါးတွေဖြစ်ကုန်ဒီထဲတရားနာပြည်တာဒီတရားလေးတစ်ခါဟောမိပါတယ်မန္တလေးအရှိပြင်ကဘုန်းကြီးလူတွေတွေကစုပြီးတော့ဒီဇတ်ထုတ်ဟောခိုင်းတယ်ဘုန်းကြီးလူတွေဇတ်လန်းဘုန်းကြီးလူတွေကဘာပြုလို့များဘုန်းကြီးလူတွေဇတ်လန်းအဟောခိုင်းလို့ဆိုတော့ကောင်းပါလေးနှစ်ယောက်လင်လူတဲ့အခန်းသဘောကျလုံးဘုန်းကြီးလူတွေတတ်တီတော့ပြမိအောင်ကိုထွက်ပြလိုက်ပြီဒါကြောင့်တရားနာပိဋကရေအဲ့ဒါလို့နဲ့မြတ်အေးဆွဲခေါ်သွားတော့တူတူကပြောကြပါစို့မြတ်လေးနဲ့အကြောင်းဆက်လို့ပေါင်းဖက်ကြတယ်ကိုမြတ်လေးနဲ့အကြောင်းဆက်ပေါင်းဖက်ပြီးတော့နေလာလိုက်တာဘာလို့မလုပ်ဘူးဘယ်လုံးမလဲတရားနာပြီးတော့ပလွေတစ်ချောင်းပါဇတ်တက်လို့ကစင်းရိုးရှောက်မကူပေါ်လောင်ပဲမရဘူးရောက်ဖားလို့တဲ့လူကအမြင်ကလာခါလေးအေးဦးကန်တက်ပြီးတော့အတုပရေးစက်ချလို့ချဝါကြရကွာဒီကောင်ကြီးကျက်သေးရုပ်တာတော့ကြကမဝါတွေဖတ်လို့ဖတ်ခက်တော့တာပဲတို့ကြကစင်းရိုးလျှောက်တီတောင်းတောင်းမို့အဲ့လိုကိုယ့်ကာယကြီးလုံနေတော့ရောက်ဖဖြစ်တဲ့လူကဓမ္မကြီးကြိုင်လို့ဟေးတိတ်တာကိုကြီးဘာလို့ညာအားလုံးမလို့နဲ့လောင်းဒီမင်းတို့အိမ်ရောက်လာတာကြာပြီမင်းဘာလို့ဗျာမင်းဘာလို့ကျုပ်ပလင်မို့ဟေးကောင်မင်းပလင်မို့တယ်ထမင်းစားရမလားဟာတော်တယ်ငါထွန်ထွက်တယ်မင်းဘာမှကူညီမရဘူးပလွေမှုတ်လို့မှုတ်အတုပရေစက်ချလို့ချနမိတ်မရှိနမမရှိနဲ့ဟဲ့ကောင်ဓမ္မမင်းရလားဒါတော့မင်းငိုက်မနေနဲ့ဆင်းဟေးဆင်းกว่าမင်းဆင်းกว่าဆိုတော့တရားနာပရိသတ်ကြီးနေပါဦးမြာကိုကြီးဒီလိုလည်းမနေစပါနဲ့မင်းရလေပြန်လာရင်ကျွန်တော်ဆင်းဆိုရင်ဆင်းပါမယ်ခင်ဗျာဟေးမြတ်လေးပြန်လာအောင်ဆိုင်နိုင်မင်းကအလုံးမလုံးဖဲနဲ့ငါနှမကိုမျက်ရည်ကန်ထိုးပြီးတော့ဟိုခေါ်သွားလုံမကျွေးပဲနဲ့အမျိုးမျိုးအငငအပြက်ပြက်မင်းနှိမ့်ဆက်အောင်မလို့ပေါ့လေသွားမင်းတယောက်သေးသွားနေပါအောင်ညာဘာနေရမှာဖွင့်မင်းပြောရင်ဆိုရင်နဲ့တရားနာပိဋကကြီးညာလေးပေါက်လာဟဲ့အကိုကြီးထမကြီးကိုင်လို့ဘယ်လိုဖြစ်ကြတာတော့ဟေးဘယ်လိုဖြစ်ရမလဲငါတတ်မလို့မလုပ်ပါနဲ့ကိုကြီးရဲ့ကိုတိတ်တာတော့လေကျုပ်အစအရာရာပြောခဲ့ပါလေအကနဲ့ကျုပ်စကားနားမထောင်လို့အလုပ်လုပ်ပါအစအရာရာအကိုဖြစ်တဲ့ရောက်ဖားကိုကူညီပါလို့ဆိုရင်မလို့တော်မကူညီလို့ခုတော့လေဒုက္ခတွေများကုန်ကြတော့မှာပေါ့ဟေးငိုးမနေနဲ့ငါအိမ်ကြက်သေးမရှိဘူးသွားနှစ်ယောက်စလုံးနင်ထုတ်ရောဗျာနှင်းထုတ်တော့မောင်တိတ်သားနဲ့မမလေးထွက်ပြေးကြရောအိမ်ကစားစရာတောက်စရာမပါတော့မောင်တိတ်သားကတထေးအိမ်မှာသွားပြီးတော့ကျွန်တော်အလုတ်ကလေးများပေးပါခင်ဗျာဟေးမင်းနှစ်ဖူးရည်ဒူးရည်နဲ့ငါအလုံးနဲ့ဖြစ်ပါဘူးကွာမင်းဘယ်ဘွားကကျုပ်ဘုန်းကြီးလူတွေဘဝပါခင်ဗျာဟုတ်အစကကျုပ်တထေးသားပါခင်ဗျအေးဒါကြောင့်တထေးသားနဲ့ငါအလုံးနဲ့မသိဘူးထင်လို့မင်းနှစ်ဖူးရည်ဒူးရည်ကြီးတော့တထေးသားဆိုတာငါထင်လို့မေးကြည့်တာကွာမဖြစ်ပါဘူးကွာမဟုတ်ပါခင်ဗျာကျွန်တော်လုပ်ပါမယ်ခင်ဗျာကျွန်တော်လုပ်ပါမယ်ခင်ဗျာလို့ဆိုတော့စဘာ900ခွင်ကြီးတရားနာပိဋကသူရိတ်မယ်ဆိုတော့ဂိုင်းဟုတ်မဟုတ်တော့စမ်းကြည့်စမ်းဆိုတော့လူမစွမ်းနှက်မှလားမသိဟောတရားနာပိဋကမိုးမတဲ့ခင်အချိန်တွင်းမှာအကုန်ပြီးသွားတထေးကသဘောကျလွန်းလို့ဟေးဓမ္မမောင်တိတ်တာမင်းကွယ်တယောက်ထဲကျဲပြီးတော့ရိတ်လိုက်တာစဘာတွေအကုန်ပြီးသွားလို့ gain ငါမလဲပဲဒီစဘာတွေအကုန်လုံးပေးလိုက်တော့လဲပဲငါမှာရော့ပါခြင်းမရှိတနာပါသဖြင့်မင်းဒါတွေအကုန်ယူပြီးတော့အဲ့ဒါဒီလက်ကွက်ကိုလည်းမင်းမလှုပ်စားတော့ဆိုတော့ဟောတရားနာပြီးတော့အဆင်ပြေးလားအဆင်ပြေလို့လင်မယားနှစ်ယောက်တရားနာပိဋကအိမ်ဆောက်ကြမယ်လို့တိုင်ဆိုင်ဖို့ရကျွင်းကလေးတွေတူးလိုက်တော့ရွှေအိုးချင်းနှခမ်းချင်းထိနေတာတွေ့ဟာမမမြလေးရွှေအိုးတွေပါလားကွယ်ကြည်စမ်းငါတို့
ကုသိုလ်ကံကောင်းတယ်ကံပေးပြီးနှမရဲ့လို့ကြည့်လိုက်ကံပေးတဲ့လူများဒီတိုင်းတိုင်ဆိုင်ဖို့ကျွန်းတူးတာရွှေဦးနှခမ်းချင်းထိနောက်အိမ်ဆောင်မလို့ကျွန်းတူးရင်ပြိဿကြီးကြည်တူးကြမဟုတ်ဘူးကြောက်ခဲထိုးမိလို့တရွန်းပဲ့မှာစိုးလို့ချမ်းသာခြင်းတဲ့ပုဂ္ဂိုလ်ဒီအတိုင်းပဲဗျအချို့များကြတော့ကံမပေးလို့မချမ်းသာခြင်းတော့ဘိုးဘိုးအောင်မပါတဲ့ငွေနှကြနဲ့ထီထိုးပေါက်ချင်မှပေါက်တာအပြိုကြီးလင်ဝဲရန်ဆိုတာသိစုထွက်ခြင်းထွက်သဗျကွာကြတယ်ကံအလုံးဆန်းကျယ်တယ်ပြိဿဒီလိုနဲ့တရားနာပြိဿကြီးမောင်တိတ်တာတို့ဇနီးမောင်နှံတစ်ထည်ဖြစ်နေ့စဉ်နဲ့အမြတ်တန်ဃာတော်တွေဆွမ်းလှူဒန်းပြီးတော့ကဲတူတူပြောကြပါစို့မောင်တိတ်တာယောဂအသေးတန်ဖြေရောယောဂအသေးတန်ဖြစ်လာတော့နှမရေမမြလေးဟောဒီလူဘဝကြီးကစွန့်ခွာပြီးတော့မင်းကိုဒီအိမ်ကြီးပေါ်ထားခဲ့ရတော့မကွဲနှမရေအိုးကိုတိတ်တာတော်ပါလိလျှောက်ပြောနေတာတော့ပြရပါဘူးကိုတိတ်တာတော့ကိုကျုပ်ယောဂပြောက်အောင်ကုမပေါ့နှမရေမင်းကုမဲဆိုပေမဲ့လို့မောင်ကြီးယောဂမပြောက်တော့ပါဘူးပေးမဲ့ယောဂမောင်ကြီးသိတဲ့ကွယ်ကိုတိတ်တာဒီလူပြောပါနဲ့တော့ကျုပ်စိတ်ဆင်းရုံမပြောပါနဲ့တော်စကားပြောလို့မောနေပါမယ်အေးလေးနေသမှာမနေနိုင်ဘူးနှမဟောမမြလေးကိုတိတ်တာဘာလို့တော့လှမ်းသွားတာလဲမြင်လားမြင်လားနိုင်ထားတယ်ငါ့ကိုလာပြီးတော့ခေါ်နေတယ်နိုင်ထားကြီးတွေဆိုင်နေပြီနှမရထား6စင်းဆိုင်ပြီကိုတိတ်တာတန်တော့ယောဂအသေးတန်ဖြစ်ပြီးတော့ကြောင်6ချားလေးရှောက်ပြောနေတာနဲ့တူပါရဲ့ကိုတိတ်တာသတိထားပါနော်နှမရဲ့ကြောင်6ချားပြောတာလည်းမဟုတ်သတိလည်းထားတယ်နှမရဲ့ဟောမနာရထား6စင်းမောင်ကြီးကိုလာပြီးတော့ခေါ်တယ်မင်းမြင်ရလားနှမရဲ့လို့ဆိုတော့ဟုတ်ပါဘူးတော့ကိုတိတ်တာတော့စိတ်ထင်လို့ပါဟိုတကယ်လာရင်ကြုံမြင်မှာပေါ့မင်းမယုံဘူးလားနှမပေးအဲ့ဒီပန်းကုန်းလို့ဆိုပြီးတော့ပန်းကုန်းကလေးယူပြီးတော့အထက်မြောက်ပြီးငါလိုက်မဲ့ယထာချိတ်စီလို့ပြစ်လိုက်သူလိုက်မဲ့နတ်ယထာသွားပြီးချိတ်တော့ပန်းကုန်းကတွဲလျာလေးဆွဲနေမြင်ရလားနှမဟိုမှာဒီလားတောင်းကြမကြဘူးဟုတ်ပါပြီကိုတိတ်သားမလေးတော်လိုက်မဲ့နတ်ယထာကြီးနဲ့တော်နတ်ပြေသွားတော့မှာပေါ့ကျုပ်ကိုထားပြစ်ခဲ့တော့မှလားကိုတိတ်သားရဲ့မတနာလို့မဟုတ်ပါဘူးနှမရဲ့မောင်ကြီးနတ်ယထာမောကခေါ်နေပြီဖောင်ကြီးသွားရတော့မယ်နှမရဲ့ကိုတိတ်သားပြစ်မထားခဲ့ပါနဲ့တော့ကျုပ်ကိုပြစ်ထားခဲ့ရင်ကျုပ်မလူနဲ့နေရမှာတော့ဟောအကိုနဲ့အဖေမေတို့ကလည်းတော့ဝမေတ္တာရှိလို့အိမ်ကနှင်းထုတ်တာတော့အပီသားနဲ့တော်မရှိရင်များလေးခိုးကိုရမယ်ပါမို့လားကိုတိတ်သားပြောပါဦးကျုပ်ကိုမထားခဲ့ပါနဲ့မထားခဲ့ပါနဲ့ဆိုတော့ဟိုကတတိလေးကလစ်သွားလေရောပေါ်ပြိဿသူကနာယထာနဲ့သွားကြည့်ပြန်လဲလုံနေထမရဲ့လစ်သွားတော့မမြလေးကမဖြစ်ဘူးသူထားဖို့တက်တော့မှာဒီမဲ့ကိုတိတ်ကတော့သွားမယ်လို့ပြောနေပြီကျုပ်မချစ်လို့နာယထာကြီးနဲ့နတ်သမီးတွေနဲ့ပြောတော့မှာပေါ့ကျုပ်လေတော်မရှိလို့ရှိရင်ကျုပ်ကမနေရဘူးဒီမဲ့တော်မသေးရင်ကျုပ်ရဲ့ပြပြလိုက်မဲ့ကိုတိတ်ရဲ့လို့ကြည့်တရားတော်ပြိဿကြီးနှာခေါင်းနှစ်ဖက်လက်နဲ့ပိတ်နားနှစ်ဖက်လက်နဲ့ပိတ်အသက်အောင်ပြီးဒီမှာဒီတော့အကုန်ပိတ်ရင်သေးတယ်နော်မယုံရင်ပိတ်ကြည့်သေးတယ်ပိတ်ရင်ဒါကြောင့်မလို့ကလေးများငိုတဲ့အချိန်ခါမှာအဲ့ဒီလိုအသက်တွေပါတွေအောင်ပြီးသေသွားမှဆိုလို့ငိုတာကိုမငိုနဲ့လို့ပြောပါနဲ့လို့ကျုပ်တရားပွဲတိုင်းထည့်ပြောခဲ့ဘူးပါတချို့မိခင်တွေနားမလဲဘူးဒုံကြီးနဲ့ရရင်ကလေးငိုမှာပေါ့ငိုတဲ့ထဲပါပြောတော့အထမထွန်းနဲ့ကဲတရားသလားဗျငိုတဲ့ကလေးတိတ်အတမထွန်းနဲ့ဆိုလို့ရမလားလို့
သေဘူးတဲ့နော်မိခင်နေသတိပေးတာပါကျွတ်တို့ဘက်မှာဒုတ်ကြီးနဲ့ရိုက်ပြီးကလေးကိုတိုက်အတမထွက်နဲ့ဆိုတော့လေအမေကိုကြောက်တော့သေရောတွေ့ဘူးလို့တကယ်သေးတာနော်ငိုးနေတဲ့ကလေးကိုအတမထွက်နဲ့မလုပ်ပါနဲ့ရီးနေတာကိုလည်းပဲမရီးနဲ့လို့မတားနဲ့မရဘူးဗျရီးချင်တာမရီးရရင်လည်းဟောခါကိုခုံးပြောရအောင်ရီးချင်တာဟိုမရီးရလို့ခါခုံပုံလေးကျွတ်တို့ဟိုငဇွန်နယ်ထဲမှာဥတုမနဆိုတာရှိရေစက်ချတရားဟောသိလှုပ်ချင်တယ်ဘယ်တော့မှမဖြောင်ဘူးဥတုမနကိုတော့လှုပ်လိုက်ပါရပါတယ်ဘယ်တော့မှမငြင်းဘူးလှုပ်လိုက်ဘယ်တော့မှဖြောင်ဘူးဟိုကင်မုန်းငက်ကလေးဖရာကြီးညိုလို့အတောင်ပန်လေးစုလိုက်အတောင်ပန်လေးဖွင့်လိုက်တယ်တရားတပုတ်လုံးအတောင်ပန်စုဖွင့်ပြီးသွားတယ်အဲ့ဒါလို့ပြီးသွားရကတော့အတုပတစ်ခုကြတော့သူကအကြီးဆုံးကျုပ်အကူဦးစင်းရဲ့ဒါနဲ့တရားနာပြေးတာသုတ်တံမှာဥဒုနာကိုတော်ကြီးဆုံးကိုတော်ရေးသက်ချပါအင်းရပါတယ်ဒါဆိုတာဘယ်တော့မှမဖြောင်ဘူးပျက်စီးတာဘယ်သူတော့နဲ့ပျက်စီးတာအမေကြီးပါဗျာဆိုတော့သူကရေးသက်ချတဲ့ထဲကျင်လို့အမေကြီးနာမည်မှတ်ထားတာအမေကြီးပဲမှတ်ထားတယ်ဘာနေရှမယမယကျွန်ုပ်တို့သည်ဆိုပြီးတော့ချသွားလိုက်တာလူကတန်းကနေကြတော့ဘဝန္တရာကတော့ဘဝတော်ဆိုပြောင်းသွားလေပြီးတော့အမေကြီးကိုလည်းလဲဆိုတဲ့အတိုင်းလဲတော့ဣမာနိတန္တုလာဒီနိဤဆွမ်းဆာစရှိသောဒါနဝတ္ထုတို့ဒေမဘုဇေမလူရန်စကကြပါကုန်ဤဖယားဘဝန္တရာကတော့ဘဝတော်ဆိုပြောင်းသွားလေပြီးတော့အမေကြီးကိုလည်းအမေကြီးနှစ်ခါလောက်လဲတော့ကိစ္စမရှိဘူးအမေကြီးသုံးခါလောက်ပြန်လဲလာတော့ကျွတ်တို့မနေနိုင်တော့ကျုပ်ကိုဦးစင်းပြောတယ်ဦးစင်းလို့ဟိုအဆုံးတက်ခိုင်းလိုက်ပါလို့ရေဆွဲချဣဒံပုံညဘာကခိုင်းလိုက်ပါလို့ငါပြောချင်ဘူးကွာဟောတခီးကြီးနဲ့တန်းကျုပ်ကိုနောက်ကကျုပ်ကလက်ကလေးထောက်ပြီးတော့ဖင်လက်ကလေးနဲ့ကိုဥဒုမနာဣဒံပုံညဘာကအေးဟုတ်ပြီဣဒံပုံညဘာကဤသို့ယနေ့ယခုလှူဒန်းရသောကုသိုလ်ကောင်းမှုကိုမာတာပိတောစမိခင်ဖခင်ကျေးဇူးရှင်တို့အား၎င်းဘဝန္တရာကတော်ဘဝတော်ဆိုပြောင်းသွားလေပြီးတော့အမေကြီးကဝင်လာပြန်ရောကျုပ်ရည်ချင်းလို့ပါဇက်လက်ကင်ဘွားနဲ့ပိတ်ပြီးကို့လူလဲအရှိန်ပြတ်မှဆိုလို့ခါကိုခုံနေရည်ချင်းတာမရရဒီတိုင်းပဲဒီလိုနဲ့တရားနာပြေးတာမตาမာလိုက်လာတဲ့ကာယကရှင်ဖြစ်တဲ့သာသမီမီးတွေလည်းပဲငိုရာကအကုန်ကြီးကုန်ရှိပြီးတော့ရေစက်ချလဲပြီးရောပြန်ကြတော့တလန်းလုံးမตาကပြန်တဲ့လူတွေမရွှင်မပြမှုတ်ဖဲနဲ့အကုန်ကြီးပြန်ရကျုပ်ကကြောင်းရောက်တော့ပြောတယ်ဥသုမနာလို့ဘာတော့ကွာလဲကိုတော့ရေစက်ချကောင်းတယ်လို့ကိုတော့ရေသက်ချကောင်းတယ်ဆိုဘာဖြစ်လို့ရုံးလဲကိုတော့ငိုးနေတဲ့လူတွေရီအောင်ရေသက်ချနိုင်တာကိုတော့တစ်ပါးရှိတယ်ဗမာပြည်လူလဲနေတာကွာဒါကြောင့်အဲ့ဒီလိုပဲတရားနာပြိဿငိုးနေတဲ့လူကိုအတန်မထောက်ဖို့မတားနဲ့ရီတာကိုမတားနဲ့ဒီတဲ့ဥဒုမနာတရားနာပြိဿကျွတ်တို့ဟိုမေဃမှာသွားပြီးတရားဟောတယ်သူများမကြားဘူးတာလည်းမဟုတ်ဗရာဇာကြီးသွားဟောတယ်ဗရာဇာကြီးကိုမေဃဟောစရဲကမှားတာမောင်တာသားနဲ့မဗရာထုတ်ဖို့နဲ့ခိုးရထွက်ပြီးတော့မူရစီးကြိုက်စောကြီးပြီးသူကလားလူတွေကရီတာဘောအကြောက်ဦးတဲ့ဇာထုတ်ဆိုတော့မူရစောကြီးကြိုက်စောကြီးကြိုက်တော့ဇာလန်းကပြီးနေနောက်လူတွေကြီးနေတယ်ဗျာ तू ကမျက်စိမိတ်ဟောတာနောက်တတိယနေအောင်လို့ဟိုသားသမီးရပြီးမှကြိုက်ရမွေစိတ်တွေပြန်နှုတ်မွေစိတ်တွေပြန်နှုတ်နောက်တရားနာပြည်သားလင်လိုက်ပို့ခိုင်းလို့မပို့တော့တန်တေကြီးနဲ့တခါတည်းထွက်သွားလိုက်တာလမ်းကြတော့တားယောက်ျားလေးဖွမ်းမြောက်တုံးမောင်တာသားကလိုက်သွားတခါမွေရကြိုက်ပြန်ရောသားတယောက်ထဲနဲ့ဒီသေးဘူးလူတွေကရီလှပြီးနှစ်ယောက်မှကြိုက်ရမှာတယောက်ထဲနဲ့ကြိုက်ထားလို့ရီဝေဒီသူ့ချိန်နဲ့သူဟောတာဂယုဘမဆိုင်တာလူကြီးလို့ကတော့ဒီလိုဟောရင်ကနေပြီးနောက်ပိုင်းကျတော့သားငယ်လေးရင်မှားပွေသားကြီးလေးဆိုတော့တယောက်ထဲမွေးထားတယ်ဆွဲကြမရှိနေအောင်ပြောတယ်နှစ်ယောက်ရပြီးမှကြိုက်ရမောင်တာကမွေသုံးကကြိုက်မှသိဒါကျုပ်ကကြောင်းရောက်တော့ပြောတယ်ဥသုမနာလို့ဘာတော့ကွာတဲ့မောင်တာကအသက်ပြင်းတယ်နော်လို့ဒီတော့သူကတဖြည်းဖြည်းနဲ့ဘာဖြစ်လို့တော့နဲ့ကိုတော့မွေသုံးကကြိုက်မှသိတာပဲလူလဲနေတာကွာတဲ့ဒါကြောင့်တရားနာပရိသတ်ကြီးအဲ့ဒါလို့ရည်ချင်းတဲ့စကားလုံးပြောလို့မရည်ရရင်လည်းပဲခါကိုခုံးနေတတ်ပါသဖြင့် gain ဟိုအကုန်လုံးပိတ်ရင်သေတတ်တယ်ဆိုရာကနေပြီးတော့ကလေးတွေအသက်အောင်သေအောင်အသံမထွက်နဲ့လို့လေပိတ်သေအောင်မလုပ်ကြပါနဲ့လို့ပြောရကထွက်သွားတာပြန်ဆက်ကြအောင်စို့နှာခေါင်းလေးနားတွေပိတ်ပြီးတော့အသက်ကလေးအောင့်လိုက်တာဟောမမလေး
ခွေကြသွားဝင်းကြီးချောက်ဖြောက်ဆိုယထာဘောသူကအရင်ရောက်မောင်မြလေးယထာဘောရောက်နေပြီယူမောင်တိတ်ကစိတ်ကလေးပြန်လဲလာဟင်နမမြလေးမမြလေးအော်ခေါ်လို့လည်းမရတော့ပါလားမမြလေးဟင်ဖျားအိုးငါအရင်များဒုက္ခဖြစ်နေထင်ပါရဲ့မမြလေးနဲ့နှစ်ဖူးလေးစမ်းကြည့်အိုးဟုတ်တော့ဘူးထင်ရဲ့နှာခေါင်းလေးနဲ့လက်ကလေးနဲ့ကဟင်ဝင်လေထွက်လေမရှိတော့ဘူးရင်မကလေးဖိကြည့်ဒီကနေမကောင်းတဲ့လူမရငုတ်တို့ဖြစ်နေဟိုကသေးပြီအကောင်ကသေးပြီနေမကောင်းတဲ့လူမရငုတ်တို့ဖြစ်နေပြီကိုစမ်းနေစမ်းနေဒီတကြီးသေးပတိတချို့စမ်းနေတာပဲကြလားစမ်းကြည့်ရင်မစမ်းဟောမမြလေးမဲကိုရုံးနေပါဘောလားတိတ်တရဲ့ငါအရင်သေးလို့နာယထာဟောရောက်ရင်ဖြင့်ငါမရမမြလေးမထားပဲလေအတူတကွနတ်ပြေထားနဲ့ဝိညာဉ်နှုတ်ပြီးတော့တမဟုတ်ချင်းကလည်းအတူနေရအောင်ခေါ်မယ်လို့အခက်ထားပေမဲ့လို့အခုတော့မြလေးပဲဘဝရောက်တယ်မသိမမြလေးမင်းဘဝကူဆိုလာကြည်လာရဲ့လို့တခါတည်းမမြလေးလေပင်အောင်လက်ကလေးရှူမျက်နှာလေးပေါင်ပေါ်တင်းလို့မမြလေးကဲတူပြောကြစို့မမြလေးမျက်နှာပေါ်လေးဟောတဖြည်းဖြည်းခွေကြပြီးမောင်တိတ်ကခောက်ကနေဆိုအနိစ္စရောက်မဲအနိစ္စရောက်တော့ဖြောက်ဆိုနာယထာပေါ်ရောက်ဟာဟဲ့ကိုတိတ်ကမမြလေးဟောမလေးတော့ပါသေးရဲ့နှမမင်းပဲဘဝရောက်တယ်လို့ငါမမြင်လို့တယောက်ထဲသွားရမယ်အောင်မေတာမမြလေးဒါနကုသိုလ်အရှင်ကြောင့်နတ်ပြေကိုငါတို့ဒီအချိန်ကစပြီးနာယထာစီသွားကြဆိုလားလို့မောင်တိတ်သားတို့ဇနီးမောင်နှံဒါနကုသိုလ်အရှင်နဲ့နတ်ပြေတက်သွားပါသည်ဆိုတဲ့ပြီးခိုဇလန်းသည်နာယီပြနှစ်ချက်ထိုးတော့မှခမည်းတော်လည်းပေးတီကုတ်ကတ်ထိုင်းနေတာပဲဗျာအားလည်းနာလွန်းလို့ဒီချိန်ထိဟောပါဘူးပြိဿဖတ်စာပါလာကွက်တဲ့တုန်းကကျုပ်နိုင်ပြန်တစ်ချက်ပါအခုတစ်ချက်ထိုးပါပြီကဲဆိုကြပြုတကဘာလုံးမှမြတ်တတာချမ်းသာကိုစိတ်မြဲပါစေအားလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပြိဿကြီးချမ်းသာကြပါစေနိဝတ္တန်တို့သည်ခံရတာပြန်ကြပြီတော့နိဝတ္တန်တို့မေတ္တာရိပခါဖြောင်းလိုက်မယ်ပြပရာတွေဝေးရကပြန်စီရောချစ်တရာဆွေကလျောင်းပြီးကိုစိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမနေပြန်ပါလေတော့ ပြောင်းကြစေကုန်သတည်း